26တက်လာခလေး ဆက်ဘလူးတက်ဘူးလေ ဟမ် ဘလူးတက်ဘူးလေလူဘလူးတက်ဘူးလေလို့ ဟိုလေးကဒါ အမော26အောင်တက်ဘူးလေဆိုဘလူးတက်ဘူးလေ ဟမ် မဟုတ်ပါဘူးကျွန်တော်ပြောတာ26တက်ဘူးလေဘလူးတက်ဘူးလေလို့လူတနန်းပဲပြစ်ထားခဲ့ ဟိုဒီကအဲ့လိုတနက်ပြတာရှိတယ်ကတော့လက်တော့မတတ်ဘူးကမလဲဟုတ်ကဲ့ ကျွန်တော်တော့ level 4ခဲ့တယ် လေဗလီကအဲ့လိုလေကြီးအများကြီး ကျွန်တော်တက်တာ9အောင်ပဲတက်ဘူးလေ အားငါကြည့်ဟုတ်ကဲ့အဲ့တော့ ဟမ်တက်ဘူး တယောက် ဟမ်တက်ဘူး တယောက် သူကြောက်တယ်စမီးကြောက်တယ် ရှက်လို့ရှိတယ်ဟဲ့ရှက်လို့ရှိတယ် ဖိုးတော့ပါလားပြတော့အကောင်းပြောတာလူတက်ဘူးလေအဲ့လောက်ကြီးကိုကြီးတော့ကျွန်တော်မလို့ရောတွေးပါကျွန်တော်ယုံနေသေးကယုံတယ်ရောလူကတက် ဟာပါဟို3မွေးလောက်ပိုင်းလို့ရှိရင်လား3မွေးလောက်ပိုင်းလို့ရှိရင်ဖြုတ်လာတာဟုတ်ဒီညာလေးမှာတိုင်းမျိုးဟိုတွန်းနေလား မှန်တယ်မို့ယွန်းတက်တာကိုပြောတာအားကျွန်တော်က တက်ခေါင်းမင်းကငါတက်တာငါဖမ်းတဲ့ကောင်ငါတက်တာအဲ့တော့ဆာရှင်ကြီးက3မွေးလောက်ပိုင်းဖြုတ်နှုတ်ကောင်အောင် အဲ့ လို့ တော့တက်တော့ဘာဖြစ်လဲအသားတွေထွက်လာဝါသားအဲ့ဒုံရိုးတွေပါရောက်လို့မရဘူး လူကြီးအဝါအောင်လေး တော့ဆမ်းနေခုမှလို့ဟမ်ခုမှလို့ အဲ့ဒီငါကောင်ကဘယ်လိုသားရတယ်ဘယ်လိုတော့မဆောက်လို့ငါမသိဘူး ကိုရီတို့ဘာလို့နော်ကိုဆိုနော်ကိုရီကျွန်တော်ညီ ဟုတ်ကဲ့ ညံ့ချစ်တယ် လေးတော့6ချက်တော့ခေါ်ချက်ပေါ့မယ် မယုံလားမယုံရင်လာပြီးကြည့်လိုက်တက်တဲ့နေရာမှာ expert မဲရမလို့မဲရမလို့ ကြိုက်တာပြောကျွန်တော်ကငငယ်လေးကတက်တာဝမ်းတာပါသူများတော့ကျွန်တော်အသားအနာမှာတော့အရင်ကြောက် ကိုဟိုလိုတိုက်တယ် ကိုယ်တော့မြောက်ကျွန်တော်သားထင်းတော့ကြော်မရဘူးဘယ်ကောင်းမှမခံဘူး